ပြန်လေးဘောလုံးပြန်ပွဲနောက်ဆုံးဘိုလ်လူပွဲမှာရှင်ပြန်ကစားကြတယ်။ဒါတော့နောက်ပိုင်းဒီနေ့ကတက်ကလို့ဘောလုံးနဲ့သိတက်ကလို့ဘောလုံးနဲ့ကြာ။တက်ကလို့ရှင်ပြန်လေးသိမှအလံနဲ့တူကိုယ်တွေဝင်ရောက်ကြပါလေ။သိခေါ်အပ်ပါရှောမြင့်တန်ညာကိုကြည့်ရှုနေကြတဲ့အားသာဝါသနာရှင်ပြည်သက်များအားလုံးပဲမင်္ဂလာပါခင်ဗျာ2013ခုနှစ် University Champion League ပြိုင်ပွဲရဲ့နောက်ဆုံးဗိုလ်လုပွဲစဉ်ဖြစ်တဲ့ဤပညာတက္ကသိုလ်ကိုစားပြုရန်ကုန်အနောက်ပိုင်းဤပညာတက္ကသိုလ် W1TU United အသင်းနဲ့စေပညာတက္ကသိုလ်ကိုစားပြုရန်ကုန်စေတက္ကသိုလ်နှစ်အသင်းတို့ကတော့မကြာမီအချိန်တွင်းမှာစံကုန်မြို့တူနာအားစားကွင်းကြီးမှာရှင်ပြိုင်ကစားကြတော့မှာဖြစ်ပါတယ်ဒီနေ့တင်ရအိုစုပွဲစဉ်တွေ quarter final ပွဲစဉ်တွေ semi final ပွဲစဉ်တွေကိုအကောင်းမွန်ဆုံးဖြတ်ကျော်နိုင်ခဲ့ပြီးတော့ဗိုလ်လုပွဲကြီးစီကိုထိုက်တန်စွာနဲ့တရားလို့လာနိုင်ခဲ့ရလဲဖြစ်ပါတယ်စေတက္ကသိုလ်နှစ်အတင်ရအိုစုပွဲစဉ်တွေမှာရန်ကုန်ဤပညာတက္ကသိုလ်တွားပဲဆိုင်ရာစေတက္ကသိုလ်မန္တလေးဤပညာတက္ကသိုလ်မော်ဘီသူတို့နဲ့တိုးစုတဲ့ကြောင်းနိုင်ခဲ့ရလဲဖြစ်ပါတယ်အဲဒီပွဲစဉ်တွေမှာရန်ကုန်ဤပညာတက္ကသိုလ်အသင်းနဲ့ပွဲစဉ်မှာ19ဂိုးမရှိနဲ့နိုင်ပွဲရောက်နိုင်ခဲ့သလိုတွားပဲဆိုင်ရာစေတက္ကသိုလ်မန္တလေးတင်းနဲ့ပွဲစဉ်မှာတော့2ဂိုးနဲ့တေးရလက်ထပ်ပေါ်ခဲ့တာဖြစ်ပါတယ်။ဤပညာတက္ကသိုလ်မော်ဘီတင်းနဲ့တွဆုံခဲ့တဲ့ပွဲစဉ်မှာတော့3ဂိုးနဲ့နိုင်ပွဲရောက်ပြီးတော့နှစ်ပွဲနိုင်တစ်ပွဲတေးရမဲ့9မှတ်နဲ့ quarter final အဆင့်ကိုတေးအနိုင်ရလည်းဖြစ်တယ်။ည quarter final ပွဲစဉ်မှာတန်လင်းတီဟာဒီပတက္ကသိုလ်တင်းနဲ့တွဆုံခဲ့ပြီးတော့တာမန်ပွဲကစားချိန်မှာတစ်ဖက်တစ်ဂိုးစီတေးရလက်ထပ်ပေါ်ခဲ့ကအချိန်မိုဆက်လက်ကစားမှာတော့စေတက္ကသိုလ်နှစ်ရန်ကုန်တင်းဟာ2ဂိုးနဲ့နိုင်ပွဲရောက်ပြီးတော့ semi final အဆင့်ကိုတရားလို့လာနိုင်ခဲ့ရလည်းဖြစ်ပါတယ် semi final အဆင့်ပွဲစဉ်မှာကွေးနီးပညာတက္ကသိုလ်တင်းနဲ့တွဲဆုံခဲ့ပြီးတော့အဲ့ဒီပွဲစဉ်မှာတာမန်ပွဲကစားချိန်မိနစ်90မှာဂိုးမရှိသေးတဲ့ထပ်ပေါ်နေခဲ့တဲ့ကြောင့်အချိန်မိုဆက်လက်ရှင်မရမှာဂျင်မိုဘရမ်မှာတူရင်ခဲ့တဲ့ဂိုးနဲ့စေတက္ကသိုလ်နှစ်ရန်ကုန်တင်းဟာမကွေးနီးပညာတက္ကသိုလ်တင်းကိုနိုင်ယူပြီးတော့ပိုလိုပွဲကြီးစီကိုတရားလို့လာနိုင်ခဲ့ရလည်းဖြစ်ပါတယ်သူရဲ့နေမှာရှင်ပြန်မဲ့ရန်ကုန်နောက်ပိုင်းဒီပညာတက္ကသိုလ် W1TU United အသင်းရတော့အုပ်စုပွဲစဉ်တွေမှာစေတက္ကသိုလ်1ရန်ကုန်ကွန်ပျူတာတက္ကသိုလ်တန်လင်းတီဟာဒီပအသင်းတို့နဲ့တိုးစုတဲ့ကြောက်ခဲ့တာဖြစ်ပါတယ်အဲ့ဒီပွဲစဉ်တွေမှာရန်ကုန်စေတက္ကသိုလ်1တင်းနဲ့တွေ့ဆုံခဲ့တဲ့ပွဲစဉ်မှာနှုတ်ကုန်းမရှင်နဲ့နိုင်ပွဲရောက်နိုင်ခဲ့ပြီးတော့ရန်ကုန်ကွန်ပျူတာတက္ကသိုလ်တင်းနဲ့တွေ့ဆုံခဲ့တဲ့ပွဲစဉ်မှာနောက်ဂိုးတစ်ဂိုးနဲ့နိုင်ပွဲရောက်နိုင်ခဲ့ဖြစ်ပါတယ်တန်လင်းတီဟာဒီပတင်းနဲ့တွေ့ဆုံခဲ့တဲ့ပွဲစဉ်မှာ2ဂိုးတစ်ဂိုးနဲ့နိုင်ပွဲရောက်ပြီးတော့ quarter final အဆင့်ကိုတရားလာနိုင်ခဲ့တယ်ည quarter final အဆင့်ပွဲစဉ်မှာမော်ဘီနီးပညာတက္ကသိုလ်နဲ့တွေ့ဆုံခဲ့ပြီးတော့တကူမရှင်နဲ့နိုင်ပွဲရောက်နိုင်ခဲ့က semi final အဆင့်ပွဲစဉ်မှာတော့မြန်မာနိုင်ငံရေကြောပညာတက္ကသိုလ်တင်းနဲ့တွေ့ဆုံခဲ့တာ2ဂိုးနဲ့နိုင်ပွဲရောက်နိုင်ခဲ့တာဖြစ်ပါတယ်။ကြောင်လို့ဘောလုံးပွဲကြီးစီကိုထိုင်တန်စွာတဲလို့နိုင်ခဲ့တဲ့
ကျန်ကုန်နောက်ပိုင်းဤပညာတက္ကသိုလ်အသင်းရလဲစေပညာတက္ကသိုလ်စစ်တက္ကသိုလ်အသင်းတော်တော့ပိုလူပွဲကြီးစီမှာထိုင်ရန်စွာတယောက်အနေခဲ့ပြီးတော့ပွဲစဉ်မှာတော့ချိန်နဲ့ရှိလာကိုတော့ရှိနေခဲ့ပြီးများတသင်းလုံးကလည်းယနေ့ပွဲစဉ်မှာအားထားတဲ့ကစားသမားတွေအစုံလင်နဲ့ပရိုလာခဲ့ရဖြစ်ပါတယ်ကျန်ကုန်နောက်ပိုင်းဤပညာတက္ကသိုလ် W1DU နဲ့အသင်းဟာသူတို့တင်းဒီနေ့ပွဲစဉ်မှာအားထားဆုံးကစားသမားတွေဖြစ်တဲ့တောင်လျန်ထက်ကျော်စေရဝေယံထွန်းကောင်းထူးရှိန်စင်ရလျန်ဆိုကြောအောင်ပြေ2စာစီတဲ့ကစားသမားတွေနဲ့ပရိုလာခဲ့သလိုစေတက်ကတို့နေ့ရန်ကိုတင်းရလဲဒီခုနေ့ပြိုင်ပွဲရဲ့ကိုသွင်းပြောင်းကစားသမားဆင်းမှာနံပါတ်1နေရာကရတဲ့နေခဲ့တဲ့ထက်ရဲစောအပါဝင်စောစောအောင်ရဲသူအောင်ဟိန်းလင်းမန်ကျော်လင်းထက်ဖြိုးဝေးစဉ်အစာရှိတဲ့ကစားသမားတွေတော့ပေါ်ထလို့လာခဲ့တယ်များခုဆိုရင်နှစ်သင်းလုံးဟာအကောင်းမွန်ဆုံးခြေစွမ်းတွေကိုပန်ဆန်တဲ့တင်ပြတာနဲ့အညီပွဲစားတဲ့ဆိုရနဲ့ပွဲစဉ်ရတော့ချိန်နေရှိတော့နေခဲ့ပြီလည်းဖြစ်ပါတယ်ပွဲစားတဲ့ဆိုရနဲ့ W1DU အတင်းရထူပေါတဲ့စင်မောတော့ကောင်းမွန်ဆုံးပုံစံတစ်ခုမှတော့ရှိနေခဲ့ပြီများခုဆိုရင်တောက်ကန်ပေါ်ကနေပေးထားပြီးရှာသေးတယ်များ W1DU နဲ့အတင်းမဲ့နောက်နဲ့တွဲထားပြီးရှေ့ပေးဖို့ကြိုးစားတယ်စစ်တကတော့နေရန်ကုန်တင်းရပဲပြန်လဲပြန်ဟန်တာထားတယ်များခုဆိုရင်ရှုပ်ကနေပေးထားတယ် W1DU အတင်းပဲများပေးချင်တဲ့ပေးလို့ထားသေးရဖြစ်ပါတယ်ခုစင်တော့လက်ပစ်ပေါ် W1DU တင်ရနောက်ခွင့်ရမယ်အများယင်းပွဲစဉ်ရတဲ့စီစီတင်ဆက်သူတွေနေနေရတော့ကျွန်တော်ဝေဖြိုးသူနဲ့အတူကိုရမ်းမြင့်သူကအစင်တင်ဆက်ပေးတော့မှလည်းဖြစ်ပါတယ်ရှင်နေပွဲစဉ်မှာတော့ W1DU United အသင်းအားပွဲစရဲဆိုတာနဲ့စစ်တက်ကတော်နဲ့ကုစားပြုအသင်းကိုအကောင်းမွန်ဆုံးပုံစံနဲ့အတူထိုးပေါက်တိုက်စစ်ဆင်ဖို့အတွက်ကြိုးစားနေခဲ့တာများဒါအပြင်လက်ရှိချိန်ထိဘောလုံးပိုင်ဆိုင်မှုမှာလည်း W1DU United အသင်းရသာအသာရရှိထားတာကိုလည်းမြင်တွေ့ထားရတယ်များအခုဆိုလက်ပစ်ဘော W1DU United အသင်းရမြောက်ခွင့်ရရှိမှလည်းဖြစ်ပါတယ်အောင်ပြေ2လက်ပစ်ဘောမြောက်ပေးထားတယ်ကြာထားသေးတယ်များစစ်တပ်တို့အသင်းရကစားသမားတွေထပ်ထုတ်ခဲ့တာကြောင့် W1DU United အသင်းရတောင်ကမောကန်ခွင့်ရရှိမှလည်းဖြစ်ပါတယ်တောင်ကမောကန်နေပေးထားတယ်ရှာထားသေးတယ်များ W1DU အသင်းပဲလက်ကံမှုစူးစမ်းနေတယ်အဲ့တိုင်းလူကြီးကပြစ်ဒဏ်မောတတ်မှတ်ပေးထားခဲ့တယ်များအခုတော့ W1DU United အသင်းပဲရှာထားသေးတယ်များနောက်နဲ့ပဲပြန်ပြီးအပေးယူလုပ်ထားခဲ့တယ်များရှုံနာနဲ့ကနေပေးထားတယ်ရှာထားသေးတယ်များ W1DU United အသင်းပဲဘယ်ကြောင့်ထုတ်ပေးထားတယ်ကောင်းထူးရှိန်ပြုတ်ဖက်တင်ပေးထားပြီခုဆိုရင်တော့စေတက်တို့တင်ဘောလုံးပြန်လဲရယူသွားနိုင်ရဲ့များစေတက်သူတင်ပဲရှုံမြောက်ထုတ်ပေးထားတယ်ရှေ့မှာရှင်နဲ့ဖြိုးဝေစင်ရှာထားသေးတယ်များဖြိုးဝေစင်ပဲတောက်ကျော်ယူကြိုးစားနေတယ်လည်းပြန်တွဲထားတယ်ဒီမှာရှင်နဲ့ထက်ရဲစောတောက်ကျော်ယူထားတယ်ဒီချိန်မှာလဲ W1DU United အသင်းရဲ့ကစားသမားတွေအကောင်းဆုံးဟန်တာထားနိုင်ခဲ့များခုဆိုတော့ W1DU United အသင်းပဲဒီမှာရှင်နဲ့ဝေယံထွန်းလည်းပြန်တွဲထားတယ်ရှာထားသေးတယ်များ W1DU United အသင်းထိုးပေါက်တိုက်စစ်စမိုးတော့ကြိုးစားခဲ့ရမှာတော့လူကျွံဘောဖြစ်နေခဲ့တယ်များနှစ်သင်းစလုံးကတော့ဘောလူပွဲဖြစ်တာနဲ့အညီအကောင်းဆုံးပုံစံနဲ့ထိုးပေါက်တိုက်စစ်စမိုးတော့ကြိုးစားမှုတွေပြုလုပ်နေခဲ့တာများဘုရားပြည်နယ်မောက်ကနေပေးထားတယ်နောက်တစ်ချိန်ပြစ်ဒဏ်ပေါ်စစ်တပ်ကတို့နှစ်အသင်းအကောင်ခွင့်ရရှိမယ်များပြစ်ဒဏ်ပေါ်ကနေပေးထားတယ်ပေးဖို့မှုကတော့ W1DU United အသင်းရဲ့ဂိုးသမားအေးမင်းသိန်းရှိပဲရောက်ရှိသွားခဲ့တယ်များ W1DU United အသင်းပဲဘောလုံးလိုက်ဖို့ကြိုးစားနေတယ်ဘောလုံးအပေးဖို့ကလေးများနေကြတာကြောင့်စေတက်တို့နှစ်အသင်းကလက်ပစ်ဘောမြောက်ခွင့်ရရှိမှာဖြစ်ပါတယ်လက်ပစ်ဘောမြောက်ပေးထားတယ်ဒီမှာကျော်လင်းထက်
ရှုပ်ပေးဖို့ကြိုးစားမှာတော့တိုက်စစ်ကစားသမားတွေတူကြောင်မှအသင်းရှိနေကြဦးများဆိုတော့ WYD United တင်းဘောလုံးပြန်လဲရယူလာပြီလည်းပြန်တွဲထားတယ်ကျော်စရာရှာလာသေးတယ်များ WYD United အသင်းပဲနေလင်းထက်တယောက်ကြော်ယူဖို့ကြိုးစားမှာတော့စစ်တက္ကသိုလ်အသင်းပြန်လဲရယူသွားနိုင်ခဲ့ရများဒီနားနဲ့ကန်နေပေးထားတယ်နှစ်သင်းစလုံးရဲ့နောက်တန်းနေရာလဲအကောင်းဆုံးအနေထားတက်မှရှိနေခဲ့တာပဲဖြစ်ပါတယ်စစ်တက္ကသိုလ်အသင်းပဲရှုံမြောက်ထုတ်ပေးထားတယ်ကျော်ယူဖို့ကြိုးစားမှာတော့ WYDU United အသင်းပြန်လဲဖြတ်ထုတ်ထားနိုင်ခဲ့များအခုတော့စစ်တက္ကသိုလ်အသင်းပဲပြစ်ဒဏ်ပေါ်တတ်မှတ်ပေးထားခဲ့တယ်များ WYD United အသင်းရဲ့ကစားသမားတွေဘောလုံးဖြတ်ထုတ်ရမှာကစားပုံကြမ်းတမ်းခဲ့တာလည်းဖြစ်ပါတယ်စစ်တက္ကသိုလ်အသင်းပဲညာရဲမှာရှိတဲ့မိုးမြင့်ထက်ကြာလာတယ်များမိုးမြင့်ထက်ပဲလည်းပြန်တွဲထားတယ်လည်းမရှိတဲ့နေလင်းထက်ရှုံမြောက်ထုတ်ပေးထားပြီစစ်တက္ကသိုလ်အသင်းရဲ့ကစားသမားတွေလည်းအကောင်းဆုံးဖြတ်ထုတ်ထားနိုင်ခဲ့များဒါကြောင့်မို့လို့ WYD United အသင်းကတောင်ကံပေါ်ကန်ခွင့်ရရှိမှလည်းဖြစ်ပါတယ်WYU တင်းပြည်တော်မော်ကန်နေပေးထားတယ်ရှာလာတဲ့ WYU တင်းမဲ့လက်ကန်ပြီကိုပြီများအခုဆိုရင်တော့ WYDU United အသင်းကဦးဆောင်ကိုရရှိသွားပြီပဲဖြစ်ပါတယ်လက်ရှိပွဲကစားချိန်6မိနစ်ကိုကျော်လာတဲ့အချိန်မှာပဲ WYDU United အသင်းကဦးဆောင်ကိုရရှိသွားခဲ့တာများဒီအသင်းကိုတော့အသင်းရဲ့ WYD United အသင်းရဲ့အသင်းကောင်းဆောင်နေလင်းထက်ကသွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်ဒီကစစ်တပ်တို့တင်ဘောလုံးပြန်လဲရယူလာပြီမရှင်နဲ့ဟိန်းလင်းမန်ရှာလာသေးတယ်များဟိန်းလင်းမန်ပဲညာကြောင့်ထုတ်ပေးထားတယ်ညာမရှင်ဖြိုးဝေစင်းချုံမျိုးထုတ်ပေးထားပြီဒီမရှင်ဟိန်းလင်းမန်တော့ကြော်ယူလာတယ်ကိုချစ်ဖြတ်နေပေးထားပြီစာအမားရီတူတောင်မှအသင်းရှိနေရောမြတ်ကိုစစ်တပ်ကိုအသင်းပဲဝေးလက်ကန်တယ်WYDU အသင်းရဲ့ကစားသမားတွေထပ်ထုတ်ထားနိုင်ခဲ့တယ်များဒါကြောင့်လက်ပစ်ဘောစစ်တပ်ကအသင်းအမြောက်ခွင့်ရရှိမှလည်းဖြစ်ပါတယ်လက်ပစ်ဘောမြောက်ပေးထားတယ်နောက်တစ်ချိန်လက်ပစ်ဘောမြောက်ခွင့်ရရှိမယ်များစစ်တပ်ကအသင်းပဲလည်းပြန်တွဲထားတယ်ရှာထားသေးတယ်များကျော်လင်းထက်ချုံနာနဲ့ကနေပေးထားတယ် WYD United အသင်းရဲ့ဂိုးသမားအေးမင်းသိန်းနေရာယူမှန်မှန်နဲ့ကာဝယ်ထားနိုင်ခဲ့တယ်များWYD အသင်းပဲချုံနာနဲ့ကနေပေးထားတယ်အဲ့ကိုကြိုးစားနေတယ်ပြစ်ဒဏ်ပေါ်တမတ်ပေးထားခဲ့တယ်များ WYD United အသင်းရဲ့ကစားသမားတွေအနေနဲ့ဘောလုံးရယူဖို့ကြိုးစားမှာစစ်တပ်ကတို့နဲ့အသင်းရဲ့နောက်တန်းကစားသမားမျိုးမင်းနိုင်ကိုကစားပုံကြမ်းတမ်းခဲ့တာများယခုလိုမျိုးပဲနေလင်းထက်လာပပနဲ့အသင်းအတွက်ဦးဆောင်ကိုသွင်းယူပေးနိုင်ခဲ့တာလည်းဖြစ်ပါတယ်နေလင်းထက်အနေနဲ့ WYD United အသင်းရဲ့ကိုသွင်းအများဆုံးကစားသမားအဖြစ်တွင်းကို9ဂိုးနဲ့အတူရပ်တည်နေတဲ့ကစားသမားဖြစ်သလိုယနေ့ပွဲစဉ်မှာလည်းအသင်းအတွက်ဦးဆောင်ကိုတကိုးကိုသွင်းပေးနိုင်ခဲ့တာလည်းဖြစ်ပါတယ်လက်ပြပေါ်မြောက်ပေးထားတယ်နောက်တစ်ချိန် WYDU အသင်းရပဲလက်ပြပေါ်ထပ်မံမြောက်ခွင့်ရရှိမယ်များ
ပြပေါ်မြောက်ချပေးထားတယ်ရှာထားသေးတယ်များဒူလူဝိုင်းဒီယူသင်းမယ်တယောက်ကျော်ယူတယ်ရှေ့ဖြတ်တင်ပေးထားတယ်ဘောလုံးကတော့အခုချိန်ထိ WYD United အသင်းရဲ့6ထဲမှာပဲရှိနေခဲ့တယ်များပြပေါ်မြောက်ပေးထားတယ်စစ်တပ်တို့နဲ့အသင်းရဲ့ကစားသမားတွေပြန်လည်ရောက်ထားနိုင်မှာရှုမနာနဲ့ကနေပေးထားတယ်ပြပုံမှုများသွားခဲ့တာကြောင့် WYD United အသင်းရပဲဂိုးလုံးမောကန်ခွင့်ရရှိမယ်များဂိုးလုံးမောကန်နေပေးထားတယ်ဒီမရှင်နေလင်းထက်လူဝိုင်းလူသင်းမဲ့ရှုမနာနဲ့ကနေပေးထားပြီးခေါင်းကိုတိုက်ပေးထားတယ်စစ်တပ်တို့နဲ့အသင်းပြန်လဲရယူသွားနိုင်တယ်မြောက်ကစစ်တပ်တို့နဲ့အသင်းမဲ့ရှုမြောက်ထုတ်ပေးထားတယ်ရှင်မရှင်နဲ့ဖြိုးဝေးစင်းလိုက်ဖို့ကြိုးစားနေတယ်လက်ပစ်ဘောစစ်တပ်တို့နဲ့အသင်းအမြောက်ခွင့်ရရှိမယ်များပြပေါ်မြောက်ပေးထားတယ် WYD အသင်းမပြန်လဲရယူသွားနိုင်ငယ်များခုတော့နေလင်းထက်ချီနဲ့ရှီကိုကနေပေးထားတယ် WYD အသင်းပြန်လဲရယူသွားပြီများ WYD အသင်းပဲချုပ်ချက်ခံနေတဲ့နေသားတရားမှာစေနှစ်အသင်းရဲ့ကစားသမားတွေအကောင်းဆုံးလို့ပြန်လဲဖြတ်ထုတ်ထားနိုင်ခဲ့တယ်များခုတော့စေနှစ်အသင်းပဲချုပ်ကနေပေးထားတယ်ဒီမှာရဖြိုးဝေးစင်းရှာထားသေးတယ်များစေနှစ်အသင်းပဲမြောက်ထုတ်ပေးထားတယ်ထိုးဝေးစင်းမဲ့ခြေနေကြည့်နေခဲ့တယ်များထိုးဝေးစင်းကြောက်ကြော်ပြီးကြိုးစားနေတယ်ထိုးဝေးစင်းတောက်ကံဘောစစ်တပ်ကတို့နှစ်သင်းကန်ခွင့်ရရှိမယ်များထိုးဝေးစင်းအနေနဲ့ကလည်းစစ်တပ်ကတို့နှစ်အသင်းရဲ့တွင်ကိုအများဆုံးကစားသမားဆင်းမှာတွင်ကို3ကိုနဲ့အတူရက်တီနေတဲ့ကစားသမားတူလည်းဖြစ်ပါတယ်။တောင်ကမောကန်နေပေးထားတယ်။ကောင်းကိုတိုက်ဖို့ကြိုးစားတယ်။ရှားထားတယ်များစစ်တပ်တို့နှစ်အသင်းပဲ။ကြောက်ကြိုးဖို့ကြိုးစားနေတယ်။နောက်နဲ့ပြန်တွဲထားတယ်။နောက်မှဟိန်းလင်းမင်းပဲ။ဒီနေ့ပြန်တွဲထားတယ်။ရှားထားသေးတယ်များစစ်တပ်တို့နှစ်အသင်းပဲချုပ်ဖြတ်တင်ပေးထားပြီလက်ပြန်တွဲဖို့ကြိုးစားတယ်ရှားထားသေးတယ်များအခုတော့အသင်းကောင်းဆောင်ကျော်လင်းထက်ပြီးတော့လက်ကန်နေကျော်လင်းထက်အနေနဲ့ဝေးကန်ချက်နဲ့အတူကိုရရှိဖို့အတွက်ကြိုးစားခဲ့တာများဒါပေမဲ့သူရဲ့ကန်ချက်ကတော့ဂိုးပေါင်းနဲ့တော်တော်များများယူလွှဲချော်သွားခဲ့တာအကြောင်းခြေပါကိုရရှိမဲ့အခွင့်အရေးတက်တော့ဆုံးရှုံးခဲ့ရတယ်များစေတကတို့နေ့တင်းနေနဲ့ရှင်မြန်ကစားခဲ့တဲ့ပွဲစဉ်တွေမှာအကောင်းမွန်ဆိုတဲ့လက်တနေ့အတူတွင်ကိုတွေတွင်နိုင်ခဲ့ပေမဲ့လည်းဒီနေ့ပွဲစဉ်မှာတော့ရန်ကုန်နီးပညာတက္ကသိုလ်နောက်ပိုင်းနီးပညာတက္ကသိုလ်အသင်းရဲ့တကိုမရှိနဲ့ဦးဆောင်ကြီးကိုတော့ခံထားရတယ်များအကြောင်းမို့လက်ချက်မိနစ်တမှာစေတကတို့နေ့အသင်းနေနဲ့ဘလိုရလက်တွေဘလိုနီးပညာနဲ့အတူဆက်လက်ရှင်မြန်သွားမလဲဆိုရတဲ့စိတ်ဝင်စားဖို့အကောင်းနေခဲ့တယ်လို့နီးပညာတက္ကသိုလ်ကလည်းအရှိရတဲ့ကိုနဲ့အတူဆက်လက်ပြီးတော့ကိုတွေတွင်နိုင်ပြီးတော့ချန်ပီယံဆုကိုရောက်နိုင်မလားဆိုရတဲ့စိတ်ဝင်စားဖို့တော့အကောင်းနေခဲ့ပြီများပွဲစားလဲဆိုတာနဲ့ပွဲစဉ်ရအကောင်းဆုံးချိန်နဲ့ရှိခဲ့ပြီးတော့ရန်ကုန်နီးပညာတက္ကသိုလ်အသင်းရလဲအကောင်းဆုံး PR ပေးပြီးတော့စစ်တက္ကသိုလ်နေ့အသင်းဘက်ကိုတော့ PR ပေးရင်ဆိုင်ကစားနေရတော့ကျွန်တော်တို့အမြင်တွေ့နေကြရတယ်ညာခုကျွန်တော်စစ်တက္ကသိုလ်နေ့အသင်းရဲ့ဖြိုးဝေးစဉ်လက်ပြီးပေါ်စစ်တက္ကသိုလ်နေ့အသင်းရဲ့နောက်ခွင့်ရမယ်ညာဟေးလည်းမြောက်ပေးထားပြီး
ဒီကတော့လက်ပစ်ပေါ်မြောက်တာနီစနစ်မှန်တဲ့အတွက် W1TU အသင်းကတော့ပြန်လည်မြောက်ခွင့်ပြုခဲ့ပြီများနောက်တစ်ချိန် W1TU အသင်းမှာလည်းမြောက်ခွင့်ရမှာဖြစ်ပါတယ်ပွဲစားတဲ့ဆိုနဲ့စေတကတော်နှစ်အသင်းဘက်ကိုကောင်းမွန်ဆုံး PR ပေးပြီးတော့ဦးဆောင်ကိုတွန်းထားနိုင်ခဲ့တဲ့ W1TU အသင်းကလည်းတောက်လျှောက်ဆိုသူလိုကိုစစ်တပ်ကတော့နှစ်ဘက်ကိုတော့ PR ပေးဘောလုံးပိုင်ဆိုင်မှုတားနေတဲ့သူ PR ပေးကစားနေကြတာများကိုစန W1TU တင်းမယ်ရှုပေးထားပြီးခြားသေးတယ်များဘယ်ကြောက်ကနေပေးထားတယ်လိုက်ဖို့ကြိုးစားနေပြီခြားသေးတယ်များဝီယန်ထွန်းနောက်တော့တွဲထားတယ်မမြင့်တဲ့ဝီယန်ထွန်းနဲ့ပေးထားများဝီယန်ထွန်းကိုရှုပေးထားပြီးနောက်ခွန်ရတီရဲ့ပဲချက်ထွက်လာခဲ့တယ်များကိုစနစစ်တပ်ကတော့နှစ်တင်းမယ်လက်တွဲထားပြီးဟင်းလင်းမဲရှားသေးတယ်မြလက်တွဲထားတယ်ကိုစင်တော့ပေးဖို့ချက်ကများတယ်မြအကြောင်းမို့လက်ပစ်ပေါ် W1TU တင်းရဲ့နောက်ခွင့်ချမှာလည်းဖြစ်ပါတယ်တောင်းရန်ချက်နောက်ပေးထားတယ်ရှားသေးတယ်မြတောင်းရန်ချက်ပဲတောင်းရန်ချက်ရှုကနေပေးထားတယ်နားလည်မှုတော့နိုင်ငံလွဲတယ်မြအကြောင်းမို့လက်ပစ်ပေါ်စစ်တပ်ကတော့နှစ်တင်းရဲ့နောက်ခွင့်ချမှာလည်းဖြစ်ပါတယ်ခုဆိုရင်တော့လက်ပစ်ပေါ်စစ်ရန်ကုန်နီးပညာတက္ကသိုလ်နောက်ပိုင်းနီးပညာတက္ကသိုလ်တရားမြောက်ခွင့်ရအောင်မယ်များပြောင်းမွေးရအစိမ့်နဲ့စီယာနဲ့ပြီးပြီးနှစ်တင်လုံးရဲ့ပြည်သက်တရားလဲအင်းနဲ့အားရိုက်ကိုလောက်အပင်ရအောင်လဲကျွန်တော်တို့မြင့်ထွေနေကြရတယ်များခုစတော့စစ်ရဲတို့နှစ်တင်ရပြန်လဲပြရအောင်နိုင်ခဲ့ပြီများရှစ်တလည်းမထိုးဖို့ကြိုးစားတယ်ပြီးဖို့ချက်ကနေငယ်တော့များတယ်များကိုစတော့စစ်တဲ့ကတော့နှစ်တင်မယ်ကြောက်ကြိုးစားတယ်ရအောင်များ W1TU တင်မယ်ပြန်လည်ပြောရောက်နိုင်ခဲ့ပြီများတော့ကြောက်ဆွဲလာတယ်ရှားသေးတယ်များ W1TU တင်မယ်တော့ကြောက်ဆွဲလာပြီလက်မတိုးကြိုးစားတယ်ပိတ်ဖို့ကြိုးစားပြီပြချက်ထွက်လာခဲ့တယ်များဦးဆောင်ကိုသူပြထားနိုင်ခဲ့တဲ့နေလင်းထက်ဒီချိန်မှာလည်းကိုရရှိဖို့တော့ကြိုးစားခဲ့တာဖြစ်ပါတယ်ကိုကျွန်တော်စစ်တပ်ကတော့နေတင်မယ်ပြိုးဝေးစဉ်ဘလုံးထင်းနေဖို့မတည်တတ်ဘူးများစစ်တပ်ကတော့နေအတင်းရာဆီမီဖိုင်နယ်ပွဲစီထိရှင်မြန်ကစားထားပြီးဒီမှာသွင်းကို29ဂိုးထိသွင်းထားနိုင်ခဲ့ပြီးတော့တိုက်စစ်အကောင်းဆုံးအသင်းဖြစ်နေကြတာဖြစ်ပါတယ်ဒါပေမဲ့လည်းယနေ့ပွဲစဉ်မှာတော့ W1TU အသင်းကိုဒီကိုအချိန်ဒီဂိုးသွင်းနေမို့တော့သူတို့အသင်းနဲ့အနေငယ်တော့ရုံးခွင့်နေကြရတယ်ညာတာပြင် W1TU အသင်းကလည်းဆီမီဖိုင်နယ်ပွဲစဉ်ထိရှင်မြန်ကစားထားခဲ့ပြီးချိန်မှာပေကို3ဂိုးသာပေးထားတာကြောင့်ခန်းစစ်အကောင်းဆုံးအသင်းဖြစ်နေကြတာဖြစ်ပါတယ်ဒါကြောင့်မလို့ယနေ့ပွဲစဉ်ဟာတိုက်စစ်အကောင်းဆုံးအသင်းနဲ့ခန်းစစ်အကောင်းဆုံးအသင်းနဲ့တင်ထဲတို့ဆိုတဲ့ပွဲစဉ်ဖြစ်တာတဲ့အညီပွဲကစားခြင်းစတောင်းမနစ်ကိုကြော်လာတဲ့အချိန်မှာတော့ခန်းစစ်ကောင်းဆုံးတင်ရတိုက်စစ်ကောင်းဆုံးတင်ကိုကိုမရှိတော့ဦးဆောင်ထားနိုင်ခဲ့ပြီများ။ဒါမှမဟုတ်လက်ကျမနစ်တွေဟာကျွန်တော်တို့ထင်မှတ်ထားတဲ့ပုံပြီးတော့စိတ်ဝင်စားဖို့တော့ကောင်းလာခဲ့ဖြစ်ပါတယ်။ကိုကျွန်တော်စစ်ကတော့နှစ်အသင်းမဲ့အထားသေးတယ်များဖြိုဝေစီတော့ကြောက်ဆွဲလာပြီးကြိုးစားနေတယ်။သူတွေနဲ့ဘလုံးထင်းနေပေါ်တော့များတယ်များ။ဒါမှမဟုတ်ဒီချိန်မှာလဲဂိုးလုံးမုန်းနဲ့သာကျင်းနေခင်ရတာဖြစ်ပါတယ်။ W1TU တင်မဲ့လည်းကြိုးစားနေတယ်ဒီချိန်မှာတော့မကြုံဘူးများဘုရင်တို့စီတီကတော့နှစ်တင်မယ်ထားသေးတယ်များအချိန်နဲ့ကြီးနေတယ်ပြန်ပြီးတော့တွေ့ထားတယ်များရှစ်ပေးထားပြီးထရဲစောရှားသေးတယ်များထရဲစောပဲရှစ်ပေးတော့ကြိုးစားတယ်ဒီချိန်မှာလည်းသူအနေနဲ့ဒီ W1TU တင်တော့ခံလို့တော့မကြုံဘူးများW1TU တင်မဲ့အထားသေးတယ်များနေလင်းထက်တော့ကြိုးဆွဲလာပြီများနေလင်းထက်ပဲ
ရှုပ်ပြီးတော့ပေးပြီးအော်ဝေအကောင်းလုံးလွဲချော်ခဲ့တယ်များနေလင်းထက်တင်းတွက်ဦးဆောင်ကိုသူပထမခဲ့တဲ့နေလင်းထက်ဒီချိန်မှာလည်းအကောင်းမွန်ဆုံးစစ်တပ်ကတော့နေ့တင်းရဲ့ခံစစ်ကြောင်းကိုကြော်ဖြတ်ပြီးတော့အသင်းပါလာတဲ့ကစားသမားကိုကိုတင်ဖို့အတွက်ဖန်တီးပေးခဲ့တာများသူရဲ့ဖန်တီးပေးချက်ကောင်းမွန်ခဲ့ပေမဲ့လည်းဒီချိန်မှာတော့ကိုလုံးမောနတာချင်းနဲ့ခင်ရဖြစ်ပါတယ်ကောင်တူရှိန်ခုလိုပဲပိန်သိမ်းဖို့ကြိုးစားခဲ့တာများနေလင်းထက်စစ်တပ်ကတော့နေ့ကစားသမားတွေကိုခုလိုပဲလှပဆုံးကြော်ဖြတ်ပြီးတော့အသင်းပါလာခဲ့တဲ့ကောင်တူရှိန်ကိုပေးပို့ခဲ့တာများကောင်တူရှိန်ပေးသိမ်းဖို့ကြိုးစားပေမဲ့လည်းသူအနေနဲ့လွှဲချော်ခဲ့တာဖြစ်ပါတယ်။ကြောင့်မလို့ W1 တင်းတွေကတော့ဒုတိယမြောက်ဦးဆောင်ရရှိမဲ့အခွင့်အရေးရောက်လွှဲချော်ခဲ့ရတယ်များ။ကိုစွန်တလုံးကြီးကလက်တီဘောပြီးတော့တမတ်ပေးထားတယ်များ။ကိုစွန်တော့စစ်တဲ့ကတော့နေတင်မယ်ရှပီလာပြီးရာသေးတယ်များစစ်ကတော့နေတင်မယ်အလဲဖို့ပေးထားပြီကိုစွန်အလုံးကြီးကပရနီစီအေရီယာအတွင်းထဲမှာတေကုန်နီးပညာတက္ကသိုလ်အသင်းရဲ့ကစားသမားတွေရဲ့နားလည်မှုလွဲမှားပုံနဲ့တော့ပြတ်မောပြတော့တမတ်ပေးထားပြီများကိုသမောပြန်ပေးရဲ့နေရာမှာလက်နဲ့ဖန်မှုအတွက်စီမင်းမရှိရတာကိုW1 အသင်းရဲ့ကိုသမားအိမ်မင်းသိန်းကလက်နဲ့ဖန်မိကြတဲ့ပိုင်းအကြောင်းလုံးကျတော့ပရနီစီအေရီယာအတွင်းထဲမှာစစ်တက္ကသိုလ်နှစ်အသင်းကိုပြတ်မောအဝင်ပေးထားခဲ့တာဖြစ်ပါတယ်ရှယ်သူအောင်ရဲ့ပေးပို့ချက်W1 အသင်းရဲ့ကစားသမားတွေကိုသမားကိုပြန်ပေးရမှာတော့ကိုသမားရဲ့အနေနဲ့လမ်းလမ်းကိုတွဲခဲ့တယ်များအကြောင်းမလို့အခုလာတဲ့ပြတ်မောကိုစစ်တက္ကသိုလ်နှစ်အသင်းရဲ့ကစားသမားတွေအကောင်းမွန်ဆုံးအသုံးချနိုင်မလားဆိုတော့စောင့်ကြည့်ရမယ်များအသင်းကောင်းဆောင်ကျော်လင်းထက်ကတဲ့နောက်ထပ်ကစားသမားတို့ဖြစ်တဲ့ထရဲဆိုတော့အသင်းရှိနေခဲ့ဖြစ်ပါတယ်အသင်းအတွက်ကိုယ်သွင်းအများဆုံးကစားသမားအုပ်စုဖြစ်တဲ့ထရဲစော်လည်းအစဉ်နဲ့ရှိနေခဲ့တယ်ညာ။လက်ကမ်မီကိုလုံးဘော်ပဲဖြစ်တယ်ညာအကောင်းမွန်ဆုံးကွန်ရက်တစ်ခုရရှိခဲ့ပေမဲ့လည်းအသင်းရဲ့ကစားသမားတို့ဖြစ်တဲ့ဖြိုးဝင်စဉ်တုံးချနိုင်ခဲ့ခြင်းမရှိခဲ့တာဖြစ်ပါတယ်။ဒါကြောင့်မလို့စစ်တပ်တို့နှစ်တင်တွေကနေနာခဲ့ရတော့ဆိုရမယ်ညာ။သူရဲ့ကန်ချက်ကောင်းမွန်ခဲ့ပေမဲ့လည်းကိုပေါင်းနဲ့တော်တော်ကြီးကိုလွှဲချော်ခဲ့တာဖြစ်ပါတယ်။နှစ်တင်လုံးရဲ့စောင့်ကြည့်ရမယ့်ကစားသမားတွေအဖြစ်ထင်ရှားနေခဲ့တဲ့ W1 အသင်းရဲ့အသင်းကောင်းဆောင်နေလင်းထက်ဒီနေ့ပွဲစဉ်မှာတော့အကောင်းမွန်ဆုံးချွတ်ဆင်းပြသပြီးတော့တင်ထွက်လိုအပ်နေခဲ့တဲ့ဦးဆောင်ကိုတကူတော့သူပြချနိုင်ခဲ့တယ်အများဒါပေမဲ့စိတ်တကတော်နေ့အသင်းရဲ့စောင့်ကြည့်ရမယ့်ကစားသမားတို့ဖြစ်တဲ့ထရဲစောကတော့ဒီနေ့ပွဲစဉ်မှာတော့သူအနေနဲ့တွင်ကိုတကူရရှိဖို့တော့အနေငယ်တော့ရုံးကန်နေကြရလည်းဖြစ်ပါတယ်ထရဲစောအသင်းနဲ့ကိုဒီအများဆုံးကစားသမားလူစင်းမှာတွင်ကို17ဂိုးနဲ့အတူနံပါတ်1နေရာမှာအဒီနေခဲ့ပေမဲ့လည်းဒီနေ့ပွဲစဉ်မှာတော့သူအနေနဲ့တွင်ကိုတကူတွေ့နိုင်မှုအတွက်ကတော့တော်တော်ယူတော့ရုံးကန်နေကြရတော့ကျွန်တော်တို့အမြင့်တွေ့နေကြရတယ်ညာကိုဆိုရင်တော့ W1 အသင်းမယ်ပြန်ပြတ်တယ်ညာစစ်တဲ့ကတော့နှစ်အသင်းပြန်လည်းရောက်ထားတဲ့ဖြိုဝေစင်လူပေးမှားတယ်ညာ W1 အသင်းမယ်ရှုတဲ့မထုတ်ပေးထားပြီရှာသေးတယ်ညာကိုစဖြစ်နေပေးထားတယ်ပြန်ထားသေးတယ်ညာဂျာမဲလဲဝင်းရချွန်းဘောလုံးထင်းနေမှမတည်တတ်ဘူးညာဂျာမို့လက်ပစ်ဘောစစ်တဲ့တို့နှစ်တည်းမြောက်ခွင့်ရမှာဖြစ်ပါတယ်ကိုစနောစစ်တဲ့တို့နှစ်တည်းမဲ့တော့ရှော့ဆွဲလာပြီညာထရဲစောရထားသေးတယ်ညာထရဲစောပဲတောက်လျှောက်ကိုဆွဲလာတယ်များချင်နေပြီလက်ကံမချိုးသားတယ်ကန်ချက်ကောင်းမွန်ခဲ့တယ်များဒါပေမဲ့လည်း W1 တင်းနောက်ကလူနဲ့ထိခဲ့တာကြောင့်ကိုသမားအေမင်းသိန်းတော်ရပဲကာဝယ်နိုင်ခဲ့ရတယ်ဖြစ်ပါတယ်သူအနေနဲ့အခုလိုပဲနောက်ကလူတွေကိုအကောင်းမွန်ဆုံးကြော်ဖြတ်ပြီးတော့အခုလိုမျိုးကန်သွင်းခဲ့တာများသူရဲ့ကန်ချက်ကကောင်းမွန်ခဲ့တယ်လို့ W1 တင်းကိုသမားအေမင်းသိန်းရတဲ့နေရာမှန်တဲ့ကို
ကောင်းအောင်နိုင်ခဲ့တာဖြစ်ပါတယ်စီတကတို့နေတင်မယ်ရှာထားသေးတယ်များဟိလင်းမယ်ချိန်နေကြည့်နေပြီရှုပ်တယ်မထုတ်ပေးထားတယ်ရှာထားသေးတယ်များစီတို့နေတင်မယ်ရှဲသူအောင်ဒီချိန်မှာလည်းမကြောက်ဘူးများခုစင်တော့ W1G ကိုတင်မယ်ပြန်ပြတ်တယ်များစီတကတို့နေတင်ရတော့ဆွဲလာပြီတယောက်ကြုံထားတယ်ရထားသေးတယ်များစီတကတို့နေတင်မယ်ကိုရတဲ့ဝင်လာခဲ့ပြီရှာသေးတယ်များစီတကတို့နေတင်မယ်စောစီယာဦး W1G တင်တဲ့ကိုရီကိုကြော်ဖြတ်ပြီးတော့တင်ပေါ်တက်စစ်ကိုရရှိဖို့အတွက်ဖန်နေပေးဖို့ကြိုးစားခဲ့တာများဒါပေမဲ့လည်းသူတို့နဲ့လက်ပြပုံနဲ့သာကျင်းနေခဲ့ရဖြစ်ပါတယ်โอเคမောကန်နေပေးထားတယ်စေတကတော့နေတင်ရပြန်လိုက်ပြောရောက်ထားသေးတယ်များလဲပြဖို့ကြိုးစားတယ်ပြန်ပြက်ပြီများတော့စေတကတော့နေတင်မယ်ရှုကန်နေပေးထားတယ် W1G အတင်းအစားသမားတွေတပြောက်ရှိသွားခဲ့တယ်များတော့တောင်းရတဲ့ရှေ့ပေးဖို့ရမှာတော့ပေးစီတော့ကျုံလုံးသွားခဲ့တယ်များကျန်ကြည့်တော့ပြတ်တမောတမပေးထားတယ်များရှဲအာကာမီဦးဝင်ရောက်ပုံနေငယ်ကျန်နေကြတာဖြစ်ပါတယ်ဒီချိန်မှာတော့စေတကတော့နေတဲ့ကိုသမားစောပြေစံမှု